day 5ပါနောက်ရမြောက်နေမှာတော့ဟင်းနဲ့တမင်းနဲ့မစားချင်တာနဲ့ပုံချုံးက vegetable တမင်းကျော်ချက်ကျော် sauce ကိုကြတော့အိမ်မှာရှိရပဲကျမထဲထဲအသားဆိုအဲ့လိုကြီးဝမ်းမစားရတော့ဘူးနော်အဲ့တော့ကျွတ်တဲ့ညာလေးရွေးစားပါတယ် shopping လေးမှာပုံမိတော့အလို့တောင်းနေရတယ်လင်ကြီးကတော့ကြိုက်တဲ့ထဲမှာမပါဘူးဟိုင်းနန်ကင်ချီကြိုက်တဲ့ထဲမှာမပါဘူးဒါပေမဲ့ဒီကင်ချီလေးစားလို့မစိုးစားလို့ကောင်းတယ်အဲ့လိုကောင်းပါတယ်ရှင်။ဒီမှာနေ့လက်စားသမင်းအဲ့ဒါစားပြီးတာပေါ့နော်။စားပြီးတော့ရေခဲကတ်ကြတယ်ပေါ့။ကံကောင်းတဲ့တစ်ခုကလေကျမမျက်နှာသူများတွေနဲ့မတူဘူးပေါ့နော်။အဲ့လိုရောင်လို့ရှိရင်မျက်လုံးလေးတစ်ဝိုက်ပဲရောင်နေတယ်။ပြီးတော့ဒီညနေပဲလေးရောက်သွားတော့ကျမအပြုံထွက်ကြည့်လိုက်တာ။ကောင်းကင်ရအရန်လှတာပဲရှင်။အဲ့ဒါနဲ့ကျမပစုံပေါင်းပစုံကင်ထားတင်လို့မှလိုက်တယ်ပစုံပေါင်းဖြစ်နေအများကြီးပဲ seafood sauce လေးနဲ့ပြီးရင်ဒီမှာတမကကြက်သားကိုပျော့နေမစားရဘူးဒီလိုကျွတ်တတိလေးဆိုတော့စားတယ်ပြီးရင်ဒီမှာကြိတ်ဆုံးမှာစားလို့ကောင်းတဲ့ပုံနဲ့ထရိုးကြော်နှုတ်စီနဲ့စားမှာပူပူလေးစားရတာအခုတော့အေးနေပြီပေါ့နော်ဒီမှာစားမယ်ထမင်းရတော့ဒီမှာပဲငါးရမ်းရမ်းညက်နေလေး